စတုမဟာရစ်နတ်မင်းကြီး၄ပါးဟာတကူးစွမ်းအားအလွန်ကြီးမားကြပြီးလောကကိုစောင့်ရှောက်နေကြတဲ့လောကပါလနတ်မင်းကြီး၄ပါးအဖြစ်လေလူသိများကြပါတယ်စတုမဟာရစ်နတ်ပြည်ဟာနတ်ပြည်6ထပ်မှာအောက်ဆုံးနတ်ပြည်တစ်ခုဖြစ်ပါတယ်အထက်နတ်ဘုံများလို့မဟုတ်ပဲလူပြည်လူလောကနဲ့နီးစပ်တဲ့နတ်ဘုံတစ်ခုဖြစ်ပါတယ်လူပြည်မှာရှိကြတဲ့ရုတ်ခဆိုဘုံမဆိုးစတဲ့နတ်များဟာစတုမဟာရစ်အနွယ်ဝင်အစင်းနှိမ်နတ်များဖြစ်ကြပြီးစုံကဝေအစရှိသည်တို့ကလည်းစတုမဟာရစ်နတ်မင်းလေးပါအထူးသဖြင့်ကုဝေရနတ်မင်းကြီးရဲ့အာနာဇတ်အောက်မှာရှိတယ်လို့ဆိုနိုင်ပါတယ်စတုမဟာရစ်နတ်တို့ရဲ့သက်တမ်းဟာနတ်သက်တမ်းအပြင်နှစ်900ရှိပြီးလူသက်တမ်းနဲ့တွက်မယ်ဆိုရင်နှစ်ပေါင်း9သန်းရှိပါတယ်စတုမဟာရစ်နတ်ပြည်ဟာကျမ်းဂန်လာအပြင်မြင့်မို့တောင်၄ဘက်၄တန်ကနေမြင့်မို့တောင်အခြေထိရှိတယ်လို့ဆိုထားပါတယ်မြင့်မို့တောင်တစ်ပတ်စီမှာနတ်မင်းကြီးတစ်ပါးစီအုပ်ချုပ်ကြပါတယ်